လေ့လာကြည့်အောင်ဒီ3နှစ်ကြိမ်6ခုနှစ်နှစ်ကြိမ်က14တစ်ကတစ်ကြိမ်3ညနဲ့8ပေါင်းရှင်း8ဖြစ်သွားမယ်ပေါ့နော်6နဲ့4ပေါင်း30 8နဲ့1ပေါင်း9ဆိုတဲ့အတွက်ကျွန်တော်9အလေထိန်ဖြစ်ပါတယ်အပိတ်ကတော့ဒီ4နဲ့6ပေါင်း30ခုနှစ်နှစ်ကြိမ်ပေါင်းရှင်း14ဖြစ်မယ်ပေါ့နော်โอเคအဲ့ဒီမှာ3ခွက်အနေနဲ့894 994 294ဆိုပြီးရမှာဖြစ်ပါတယ်ပေါ့နော်894ဆိုပြီးခြာပြီးသွားခဲ့တာဖြစ်ပါတယ်3ခုခုပြီးတော့894ခြာပြီးသွားတယ်ပေါ့နော်3ခွက်အနေနဲ့894ရယ်994ရယ်294ရယ်ဆိုပြီးတော့ဒီ3ခွက်ရတယ်ပေါ့နော်အဲ့ဒီ3ခွက်ထက်ကသူခြာပြီးသွားတာက894တဲ့ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ဒီတွက်နည်းကထပ်ပြီးတော့ပေးနေဆဲပဲဖြစ်ပါတယ်နှစ်တုံညာကိုဒီတွက်နည်းတဲ့ပဲပေါ့နော်ခုံကို900 3ခု894ဆိုပြီးခြာပြီးသွားခဲ့ပြီပေါ့နော်โอเค894တပင်ကနေထပ်ပြီးလေ့လာကြည့်အောင်လားခင်ဗျာတွက်နည်းကောင်းတယ်ပေါ့နော်ဆက်ပေးဖို့ပဲလိုတာဖြစ်ပါတယ်တွက်နည်းကိုလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့သင်ပြပေးရှင်းတာဖြစ်ပါတယ်ပေါ့နော်8 4ပေါင်းတာ7 9နဲ့ထပ်ပေါင်းရတာဖြစ်တဲ့အတွက်2နဲ့9ပေါင်း7ဒီနှစ်ကို2ပေါင်းရှင်းနှစ်ကို3ပေါင်းရှင်း5ပေါ့နော်2 3 5ထိပ်စီးဖြစ်ပါတယ်အလေးထိန်ကိုထပ်ပြီးတူပေါင်းကြည့်မယ်ပေါ့နော်8နှစ်ကြိမ်က16 4နှစ်ကြိမ်ပေါင်းရှင်း8 3တစ်ကြိမ်ပြီးရင်6နဲ့5ပေါင်းတာက7 8နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်8နဲ့8ပေါင်း16 6နဲ့ပေါင်းတာ7 2နဲ့3ပေါင်း5 5နဲ့1ပေါင်းရှင်း6ဖြစ်တဲ့အတွက်ကြောင့်မို့အလေးထိန်6ဖြစ်ပါတယ်အပိတ်ကိုထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော်ဒီမှာပေါင်းရှင်း6ဖြစ်ပါတယ်အပိတ်ကတော့ဒီ8 1 8 8 9 4ဆိုတဲ့အတွက်6 9 2ကြိမ်ပေါင်း16 6နဲ့ပေါင်းတာ7 2